မင်္ဂလာပါရှင် TVN Media Channel ရဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာရှိတ်ခါစီနာကိုတည်ရန်ချမှတ်မနေ့ကကျောင်းသားရေးဇနာအပြမှုမှာလူပေါင်းရာနဲ့ချီတေဆုံးတဲ့အထိလူသားမျိုးနွယ်စုပေါ်ကျွလွန်ခဲ့တဲ့ရာဇဝတ်မှုနဲ့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာရှိတ်ခါစီနာကိုဒါကာရှိနိုင်ငံတကာရာဇဝတ်မှုဆိုင်ရာခုံရုံးကနိုဝင်ဘာလ18ရက်နောက်ပိုင်းမှာတည်တဲ့စီရင်ချက်ချခဲ့တယ်။2024ခုနှစ်ကဇူလိုင်လနဲ့ဩဂုတ်လကြားကျောင်းသားရေးဇနာပြမှုမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြမ်းဖက်နေတဲ့တပြည့်လူပေါင်း800ကျော်သေဆုံးပြီး1400ကျော်တရားရခဲ့လို့လက်ရှိယာယီဆွေရကျမရေးဝန်ကြီးဌာနတိုင်းဝန်ခံကထုတ်ပြန်ခဲ့တော်လဲဖေဖော်ဝါရီလကကုလသမဂ္ဂအစည်းအဝေးခန်းစာတရက်မှာသေဆုံးသူက1400ထိရှိခဲ့ပါတယ်။နိုင်ငံအာဏာကို15နှစ်ကြာချုပ်ကင်ခဲ့ပြီးနောက်ဆုံးအသက်လူကထွက်ပြေးခဲ့ရတဲ့ဟာစီနာကယခုပြစ်ဒဏ်နဲ့ပတ်သက်ပြီးတရားမျှတမှုမရှိကြောင်းထိန်းချုပ်မှုမရှိတော့အခြေအနေမှာနိုင်ငံသားတွေအားထိန်းချုပ်နိုင်ရေးစ조사မှုနဲ့ကြိုတင်စီစဉ်တပ်ဖြတ်တွေကိုတတ်မှတ်ခြင်းမှာအယူဆချက်လက်အမှားယွင်းတာဖြစ်တယ်လို့ကန့်ကွက်ထုတ်ပြတယ်။တရားရုံးကဟာစီနာနဲ့ဒူအိန္ဒိယကိုထွက်ပြေးသွားခဲ့တဲ့ပြည်ထောင်ဝင်စီဟောင်းအစာတက်မန်ကန်ကိုလည်းပြည်သူဆန္ဒပြသူများစွာကိုတပ်ဖြတ်ခဲ့တဲ့ပူရက်တရားခံပြေးသေးတံပေးခဲ့ကပြည်ရှိကြောင်းဝန်ခံကစုံစမ်းစစ်ဆေးမှုတွေမှာသက်သေဖြစ်ထွက်ဆိုပေးခဲ့တဲ့ရဲကြောင်ဟောင်းတုံးကိုတော့ထောင်နဲ့9နှစ်သားချမှတ်လိုက်တယ်။ရင်းမိန်မှာအိန္ဒိယနိုင်ခိုးလုံနေတဲ့ဟာစီနာနဲ့အစာတက်မန်ကန်တို့လာရောက်ဖမ်းမခံမကအယူခံဝင်ခွင့်မပါရှိပဲအစီရင်ချက်ချပြီးရက်30တွင်လောက်ဖမ်းခံမြူထုတ်ပြန်တယ်။လက်ရှိဘင်္ဂလားဒေ့ရှ်ယာယီဆွေအဖွဲ့ကို2024ဩဂုတ်15ရက်နေ့ကစတင်ကနိုဘယ်ငြိမ်းချမ်းရေးဆုရှင်မူဟာမက်ယူနက်စ်ကဦးဆောင်နေပြီးဟာစီနာပြတ်သားစွာရေးယူခြင်းနဲ့အတူ၎င်းရဲ့ပါတီကိုပိတ်ပင်သွားမျိုးကျိန်ဆိုပြောကြားထားတယ်။ပါတီကဟာစီနာပြည်သူ့ရွေးကောက်တင်မြှောက်တဲ့ရွေးကောက်ပွဲတိုင်းပါတီဖြစ်ဦးဆောင်နိုင်ခဲ့ကထောက်ခံသူအင်အားများပြားပြီးအခုလိုဟာစီနာတည်တဲ့ပေးမှုကြောင့်ထိုနေမှာပြီးတနိုင်ငံလုံးလုပ်ငန်းမှန်သမျှရပ်ဆိုင်ရန်ဆန္ဒပြရလှုပ်ဆော်ခဲ့ပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ KNU ကချမှတ်ထားသောမူဝါဒနဲ့ policy တွေကိုလိုက်နာရန်ဩက္ကဋ္ဌဟာမူတူစေဖို့နဲ့ဘရိုရှောမောင်းတို့ကိုအကြိမ်ကြိမ်သတိပေးခဲ့တော်လဲမလိုက်နာခဲ့ KNU ဖွဲ့ဝင်ပြမအပီတိုင်ထုတ်ပဲဥဆို KNU မျိုးသားစည်းရုံး KNU ကချမှတ်ထားတဲ့မူဝါဒနဲ့ policy တွေကိုလိုက်နာဥက္ကဋ္ဌဟာမူတူစေဖို့နဲ့ဘရိုရှေမောင်းတို့ကိုကြိမ်ကြိမ်သတိပေးခဲ့တော်လဲမလိုက်နာခဲ့ဖွဲ့ဝင်ပြမအပီတိုင်ထုတ်ပဲလိုက်ကြောင်း KNU ဘောလုံးမှုဆောင်လည်းဖြစ်ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူဘရိုစောတော်နီကပြောတယ်KNU ဥက္ကဋ္ဌဟာမူတူစေဖို့နဲ့ဘရိုရွှေမောင်တို့က18ကြိမ်မြောက်ကွန်ကရစ်ခရဲကပြန်လည်ရွေးချယ်ခြင်းမရှိတော့ဘဲ KNU ရဲ့တာမန်ဖွဲ့ဝင်တွေဖြစ်တာရှိခဲ့ကြောင်းထို့သောရှိနေစဉ် KNU ဘောကချမှတ်ထားတဲ့မူဝါဒတွေနဲ့ policy တွေကိုကြိမ်ကြိမ်ချိုးဖောက်ကျူးလွန်ခဲ့ကြောင်းထို့ကြောင့်ကြိမ်ကြိမ်သတိပေးခဲ့တော့လဲဆက်လက်လိုက်နာခြင်းမရှိရေးအစည်းအဝေးခေါ်ယူဆုံးဖြတ်က KNU ရဲ့တာမန်ဖွဲ့ဝင်ဖြစ်မှာပင်ပြီးတိုင်ထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်းမူတူစေဖို့နဲ့ဘရိုရွှေမောင်တို့ကို KNU ဖွဲ့ဝင်ဖြစ်ကထုတ်ပေးခြင်းမှာ NCA ဆယ်နှစ်ပြည့်ပွဲသွားတက်ခြင်းတစ်ခုကြောင့်မဟုတ်ဘဲအကြိမ်ကြိမ်သတိပေးမှုတွေကိုမလိုက်နာဘဲဖောက်ဖျက်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်ခေါင်းဆောင်အနဦးက NCA ပွဲကိုတယောက်တည်းပေါ်ရန်ကြည်အားလေးတစ်ခုနဲ့ဆုံးဖြတ်လို့မရဘူးကျွန်တော်မူဝါဒအရအခိုင်ခိုင်မာမာရှိတယ်။ငြိမ်းချမ်းဖြစ်စဉ်နဲ့ပတ်သက်ပြီးကျွန်တော်တို့တက်ဝင်နဲ့တက်ကြကြပေါင်းရင်လှုပ်ဆောင်ခဲ့တာပြင်ဆင်စရာရှိအပြင်ပြုစရာရှိအပြုကျွန်တော်တို့ပြောရဲဆိုရဲဆွေးနွေးခဲ့တယ်။အချိန်ကာလအပြင်လည်းကျွန်တော် NCA လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်းမှာတွဲဆောင်ဆွေးနွေးပွဲနဲ့ပတ်သက်လို့အချိန်ကာလ၄-၅နှစ်ရှိတယ်။ဒီတော့ကြိုးကြိုးကြားလှုပ်ဆောင်နေတဲ့အထက်ကပဲဒီမူ policy နဲ့ဆက်ကျင်ပြီးတော့အာဏာသိမ်းလိုက်တဲ့အခါမှာလုံးဝလက်ခံလို့မရတော့ဘူး။အဲ့လိုနေအောင်မြင့်တားတဲ့ဟာကိုတည်တည်ချင်းနဲ့ကြော်ဖြတ်ပြီးတော့ကျွန်တော်တို့ဖောက်ပြလာတဲ့အခါမှာတော့သူ့သဖြင့်ဒီစာချုပ်နဲ့ပတ်သက်ပြီးသဘောတူတဲ့ချက်တွေကိုကြော်ဖြတ်ပြီးအများကြီးဖောက်ပြလာတဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုမှသိခံလို့မရတော့ဘူးဒါကြောင့်ကျွန်တော်မူဝါဒ policy ရငြိမ်းချမ်းဖြစ်စဉ်မှာဒီလိုစီဖောက်တဲ့သူတွေကိုလုံးဝတွေးစရာမရှိအောင်ဆိုအဖွဲ့အစည်းမူ policy ချတာဒါကအဖွဲ့အစည်းမူ policy ဒါပေမဲ့လို့ဒီမူ policy ကိုစန့်ကျင်ပြီးလှုပ်သွားတဲ့ပိုင်းကတော့ပုဂ္ဂိုလ်တော်ဦးချင်းစီရဲ့လုပ်ရပိန်ဒီအားနဲ့ပတ်သက်ပြီးတော့အဖွဲ့အစည်းမှာလည်းဆွေးနွေးကြတာချိန်ပေါင်းမနေဘူးတတိပေးခဲ့ရလဲချိန်ပေါင်းမနေဘူး19ကြိမ်မြောက်ကွန်ကရစ်ပြီးတဲ့နောက်မှာတော့သူတို့ကိုယ်တိုင်လည်းရွေးချယ်ခြင်းမရှိတော့ဘူးဆိုပေမဲ့ KNU ဖွဲ့ဝင်ဖြစ်ရှိပါသေးတယ်။ KNU ဖွဲ့ရဲ့တာမန်ဖွဲ့ဝင်ဖြစ်ရှိနေတဲ့အတွက်ကြောင့်မလို့ဒီမူဝါဒ policy ကိုလိုက်နာစရာအကြောင်းရှိတယ်။လိုက်နာရမယ်။ဒါပေမဲ့ဒီလိုမလုပ်ဖယ်သတိပေးတဲ့ကြားကပဲထက်ကဘန်တလဲလဲကျွလွန်ဖောက်ပြနေတဲ့နောက်မှာတော့ဖွဲ့စည်းကနေရေးပေးလိုက်တဲ့သဘောပဲဖြစ်တယ်လို့ဘရိုစောတော်နီကပြောတယ်။ KNU နဲ့ဖြင့်လက်ရှိအာဏာသိမ်းစစ်တပ်နဲ့ငြိမ်းချမ်းဆွေးနွေးတဲ့အကြောင်းမရှိဘဲစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုလည်းလက်မခံကြောင်းတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့မြန်မာအရေးဖြေရှင်းရတဲ့အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကလှုပ်ဆောင်ခဲ့တဲ့လမ်းကြောင်းကိုအခြေခံပြီးဆက်လက်ကင်တွယ်မဲ့လို့အာဆီယံဥက္ကဋ္ဌသစ်ဖိလစ်ပိုင်နိုင်ငံသားဝန်ကြီးပြောဆိုမြန်မာအရေးဖြေရှင်းတဲ့အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကလှုပ်ဆောင်ခဲ့တဲ့လမ်းကြောင်းကိုအခြေခံပြီးဆက်လက်ကင်တွယ်ဆိုင်မဲ့လို့အာဆီယံဥက္ကဋ္ဌသစ်ဖိလစ်ပိုင်နိုင်ငံသားဝန်ကြီးကပြောပါတယ်။သတင်းစာရှင်းလင်းပွဲမှာ၎င်းကထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီးအာဆီယံဥက္ကဋ္ဌသစ်နေဖြင့်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့လုပ်ငန်းစဉ်များအတိုင်းဆက်လက်ဆောင်ရွက်ဖြစ်ကြောင်းထို့သဖြင့်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကင်တွယ်ဖြစ်ရှင်းမိဖြစ်ကြောင်းထုတ်ဖော်ပြောဆိုတယ်။လက်ရှိရည်မှန်းချက်ကမလေးရှားကယင်းနှစ်တွေမှာလှုပ်ဆောင်ခဲ့လမ်းကြောင်းအခြေခံတည်ဆောက်မှာဖြစ်တယ်။မလေးရှားကထိတွေ့ဆက်ဆံမှုပေါင်း190လောက်လှုပ်ဆောင်ခဲ့ပြီးမလေးရှားကလှုပ်ဆောင်နိုင်ခဲ့ရာတိုင်းကိုဖိလစ်ပိုင်လှုပ်ဆောင်နိုင်မှာမဟုတ်ဘူး။ကျွန်မအနေနဲ့ထူထောင်ပြီးသားလမ်းကြောင်းပေါ်မှာဆက်လက်လှုပ်သွားမှာဒါကတော့ဖိလစ်ပိုင်ရဲ့အမြင်နဲ့ရည်တည်ချက်လို့ဖိလစ်ပိုင်နိုင်ငံသားဝန်ကြီးကပြောတယ်။
စစ်တပ်ရွေးကောက်ပွဲနဲ့အာဆီယံမှာရေရှည်အထူးတန်တမန်ထားရှိကိစ္စကိုလည်းလာမယ့်ဇန်နဝါရီလမှာကျင်းပမယ်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာဆွေးနွေးမိဖြစ်ကြောင်းသူမကဆိုပါတယ်။လက်တလောအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကမြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအာဆီယံဖွဲ့နေဖြင့်လေ့လာဆောင်ကြည့်သူစေလွှတ်မည်မဟုတ်ကြောင်းတရားဝင်ထုတ်ပြန်ပြောဆိုပါတယ်။နားဆင်အားပေးကြတဲ့အတွက်သူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။